မဲဘာဖြစ်လို့မတမာမှုတွေဒီစစ်တပ်ထဲမှာရှိလဲဆိုတော့စစ်တီတွေကိုကြတော့သူတို့ကစစ်တီတွေကခွင့်သွားမယ်တချို့ကြတော့စစ်စင်ရေးထွက်မယ်တချို့ကြတော့ခွင့်ပြန်မယ်စစ်စင်ရေးထွက်တဲ့ရဲဘော်တွေကိုကြတော့ကြိုတင်မဲဆိုပြီးတော့သူတို့ကကြိုတင်မဲအရင်ထည့်ခိုင်းတယ်စစ်တီတက်ခွဲမှာအင်အား160ရှိရဆိုရင်အဲ့ဒီ160စာကိုကြိုတင်မဲအရင်ထည့်ရတယ်အဲ့ဒီကြိုတင်မဲပြီးလို့ရှိရင်စစ်တီတွေကရှေ့တန်းထွက်ရတာအယောက်20 30ပဲရှိတယ်အဲ့ဒါပြီးရင်အဲ့ဒီ160အဲ့ဒီ130လောက်ကျန်တဲ့စစ်တီတွေကထပ်ပြီးတော့မဲတစ်ခါကိုယ်တိုင်မဲထပ်ထည့်ရသေးတယ်ကိုစားပြီးတော့ကိုယ်တိုင်ထပ်ထည့်ရတာအဲ့ဒါပြီးတော့ညီမတို့တွေမှတ်ပုံတင်မရှိဘူးမှတ်ပုံတင်မရှိတဲ့ရဲမေတွေရောစစ်တီတွေရောမဲထည့်ခဲ့ရတာဒါသူတို့လောက်ပိုင်ခွင့်ပေါ့သူတို့စစ်တပ်ထဲမှာအာဏာရှိတယ်အရာရာကိုသူတို့လုံနိုင်တယ်မှတ်ပုံတင်မလိုပဲနဲ့လည်းမဲထည့်လို့ရတဲ့ပုံစံမျိုးစစ်တပ်ထဲမှာရှိတယ်ဒါသူတို့ရဲ့နီးစနစ်ပဲညီမတို့အပြင်မှာအရက်သားတယောက်နေနဲ့မှတ်ပုံတင်အိမ်အောင်စုစီရမရှိမဲထည့်လို့မရအောင်စစ်တပ်ထဲမှာမှတ်ပုံတင်မရှိလဲမဲထည့်လို့ရတယ်နောက်ပြီးတော့ကိုစားတို့အဲ့လိုမျိုးရက်ကွက်အနေနဲ့တို့ကိုအောင်ဆိုလို့ရှိရင်ကိုအောင်အိမ်ခွင့်အိမ်သူ့အိမ်မှာလည်းသွားထည့်ခိုင်းတာကိုအောင်ဆိုသူ့အိမ်မှာလည်းမဲသွားထည့်ခိုင်းတာကိုအောင်နာမည်နဲ့ကိုအောင်အဲ့ဒီမှာထည့်တဲ့အချိန်မှာလည်းကိုအောင်တို့ကစစ်သားမျိုးရိုးဖြစ်တဲ့အတွက်နင်းမောင်ကစစ်သားဖြစ်တဲ့အတွက်သူ့အမျိုးတွေအကုန်လုံးကိုလည်းဒီကြက်ခိုင်ရေးပဲမဲထည့်ခိုင်းတာအရသားပြည်သူတွေကအစကိုမဲကိုလွတ်လပ်စွာပေးပိုင်ခွင့်မရှိဘူးချင်းချောက်မှုတွေကနင်းမောင်ကစစ်သားဖြစ်တဲ့အတွက်နင်တို့ကအကုန်လုံးကကြက်ခိုင်ရေးပဲမဲပေးရမှာမပေးဘူးဆိုရင်နင်းအမောင်ကိုငါတို့ကတခုခုလုံးမှာပေါ့နော်သူတို့အဲ့လိုမျိုးသူ့အမတွေကိုသွားချင်းချောက်တယ်သူ့အမတွေကကြောက်တတ်တယ်မောင်တခုခုဖြစ်မှာဆိုလို့သူတို့တမိသားစုလုံးကလည်းကြက်ခိုင်ရေးပဲမဲပေးခဲ့ရတယ်အိမ်အောင်စုစီရင်ထဲမှာမပါဘူးဆိုရုံးကိုသွားပြီးအိမ်အောင်စုစီရင်ကိုချက်ချင်းကိုကောက်ထည့်တာချက်ချင်းကိုကောက်ထည့်ပြီးလို့ရှိရင်အဲ့ဒီ9ယောက်ရှိ9ယောက်ရှိအကုန်အဲ့ဒီမဲကိုထည့်ရတာသူတို့ဘလို့ပဲမဲကိုလိန်ပြီးထည့်အရေးအတွက်တွေကိုဘလို့ပဲလှုပ်ပြီးတော့လှုပ်ဆက်ပဲလှုပ်အချိန်တန်တော့ရလက်ကအမှန်တရားဘက်ကပဲနိုင်သွားတာပဲအဲ့ဒါကိုမတရားလှုပ်ပြီးတော့မဲခိုးတာတို့မဲလိန်တာတို့အမှန်တော့ညီမတို့ကတော့စစ်သားစနီးတယောက်အနေနဲ့ကတော့စစ်တပ်ထဲမှာကတော့အလိန်ညာတွေကြီးပဲမဲထည့်ခဲ့ရတာညီမတို့ကိုယ်တိုင်လည်းအလိန်ညာနဲ့ပဲမဲထည့်ခဲ့ရတဲ့အတွက်မဲကအမှန်တရားမရှိခဲ့ဘူးစစ်သားစနီးမယားတယောက်အနေနဲ့ပဲမဲပေးခဲ့ရတာပြည်သူတယောက်အနေနဲ့မဲပေးပိုင်ခွင့်မရှိဘူးသူတို့ကပြောပြီးသွားရင်သူတို့တက်ထဲမှာနေပြီးသွားရင်သူတို့ပေးတဲ့ဆန်ကိုစားပြီးသွားရင်သူတို့အတွက်ရင်းပေးရမှာသူတို့အတွက်ညီမတို့ကအဖြစ်ခံစတေးခံနေပဲသူတို့ကတခါတည်းညီမတို့ပြောထားပြီးသွားရင်မဲကိုမှားပေးခဲ့ရင်အပြစ်ပေးမှာတက်ထဲကနေမောင်းထုတ်တဲ့အထီကိုလုံမှာအဲ့ဆိုလင်မယားကွဲတဲ့အထီဘာဖြစ်လို့လဲဆိုတော့သူတို့အတွက်ကမဲတမဲလဲအရေးကြီးတဲ့အတွက်သူတို့ကအဲ့ဒီမဲတမဲမှားပေးခဲ့ရင်ဒါမှမဟုတ်ဟိုမရောက်ဒီမရောက်ပေးခဲ့ရင်